Question number 6 the place on a parallel break capacitor are 50 cm square in area လို့ပြောတယ်။အဲ့မှာဆိုလို့ရှိရင်ဒီအပြားပြိုင် capacitor ရဲ့သူရဲ့ area လေးကကြတော့50 cm square ဆိုတော့တနည်းအားဖြင့်ဒါ area ရဲ့တန်ဖိုးလေးကိုသူကပေးထားတယ်။ဟုတ်ပြီနော် area ရဲ့တန်ဖိုးလေးကိုပေးထားတယ်။ဒီနောက်မှာ area ပါတယ်။ပြီးလို့ရှိရင်1 mm apartအဲ့လိုရှိရင်ကျတို့ကဒါကကြတော့ D ရဲ့တန်ဖိုးလေးပေးထားတာပေါ့နော်ဒီ parallel break capacitor ဆိုလို့ရှိရင်ဒါအကွာဝေးလေးကိုကျတို့က D နဲ့သတ်မှတ်မယ်ဟုတ်ပြီနော် ABRD အပေါ်ဖြစ်တဲ့တွေ့ကြမှုတို့ဒါကကြတော့ D ရဲ့တန်ဖိုးလေးသူကပေးထားတာအဲ့ဒီမှာ for a capacity ဆိုတော့ကျတို့သူက C ကိုလိုချင်တာနော် capacity ဆိုတော့ C ကိုရှာခိုင်းတာဟုတ်ပြီနော်ဒီမှာ C လေးကိုရှာခိုင်းတယ်အဲ့ဆိုလို့ရှိရင်area တည်တယ်ပြီးလို့ရှိရင် D ရဲ့တန်ဖိုးတည်တယ် area ကျတော့50 cm square cm square ဆိုတော့ကျတို့ကဒီ cm ကိုမီတာပြောင်းလို့ရှိရင်10 power -2 နော်သူက square ဖြစ်တောင်မို့လို့10 power အဲ့မှာဆိုလို့ရှိရင် -4 ဖြစ်သွားမယ်ဟုတ်ပြီနော် square တင်တောင်မို့လို့ဒီမှာဆိုလို့ရှိရင်10 power -2 ကိုမှသူက square တင်မှာအဲ့တော့10 power -4 ဖြစ်သွားမယ်Okay, so be your more C will shall be man, area D mulu, C equal to bond, though your less solution, get for astronaut A by D so be do, though like me. You know, C equal to get for astronaut A by D. A more, Jeruga D get for or lead him or you saw be do, D get for your temple lego, one loot like me. You know, get for your temple lego, check out the more one loot like me, Lucy as the astronaut or quote the man, blowle, 85 into 10 power -2. No, the Joro get forရဲ့တန်ဖိုးလေးပြီးလို့ရှိရင် area ကျတော့50 into 10 power -4 divided by small d ကျတော့1 mm ဆိုတဲ့အတွက်ကြောင့်မို့လို့10 power -3 လေးဖြစ်သွားမယ်နော်10 power -3 အဲဆိုလို့ရှိရင် C ရဲ့ unit က farad နဲ့ထွင်မယ်အဲ့မှာ तू ကကျတော့10 power -12 farad လို့ပြောတဲ့အတွက်ကြောင့်မို့လို့10 power -12ဒီဘာနဲ့တူလဲဆိုတော့ pico နဲ့တူတယ်အဲ့တော့ pico farad ထွင်မယ်you know as solution number 2ကကျတော့ when the capacitor is connected to a 24 volt battery လို့ပြောတယ်ဒါဆိုလို့ရှိရင်သူက V ရဲ့တန်ဖိုးလေးပေးထားတယ်အဲ့မှာ for is it the chart or is break ဒီ plate ပြောတစ်ခုစီမှာရှိတယ်တဲ့ကျူရဲ့တန်ဖိုးလေးသူကတွေ့ခိုင်းတာဒါဆိုလို့ရှိရင်သူလိုချင်တာကကျူရဲ့တန်ဖိုးနော်ဘာလို့ပေးထားလဲဆိုလို့ရှိရင် V ရဲ့တန်ဖိုးပေးထားတယ် V ကကြတော့ဒီမှာ24 volt လို့ပြောထားတယ်အဲ့ဆိုလို့ရှိရင်V တီးလို့ရှိရင်ကျတော့ဘာကိုရှာလို့ရလဲ C equal to 2 by V 2 equal to CV ဟုတ်ပြီနော်2 equal to CV အဲဆိုလို့ရှိရင် C ရဲ့တန်ဖိုးခုနရတဲ့ C ရဲ့တန်ဖိုးလေးကိုစောသွင်းလိုက်မယ် V ရဲ့တန်ဖိုးကကျတော့24လို့ပြောထားတယ်အဲ့မှာ24လေးစောထုတ်လိုက်မယ်အဲ့တော့ Q ရဲ့ unit ကဘာနဲ့ထွင်မှာလဲဆိုတော့ကူလောင်းနဲ့ထွင်မယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကကြောတော့ question ဒီမှာနံပါတ်3လေး for the energies of the capacitor energy ဆိုတော့ကျတို့သူကဘာကိုရှာခိုင်းတာလဲဆိုတော့ W ကိုရှာခိုင်းတာဟုတ်ပြီနော် energy ဆိုတော့ W ကိုရှာခိုင်းတယ်အဲ့ဆိုလို့ရှိရင် W equal to ဘာရှိလဲဆိုပုံသင်နည်းလေးမှာ W equal to half GV ရှိတယ် half CV square ရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာသုံးလို့ရတဲ့ဟာလေးတစ်ခုတုပ်လိုက်ပေါ့အဲဆိုလို့ရှိရင်ကျတို့ C လဲတည်တယ် V လဲတည်တယ်ဆိုတော့ W equal to half CV square နော်အဲဆိုလို့ရှိရင် W equal to half CV square ဆိုပြီးတော့အဲဒီမှာ W equal to half GV နဲ့တွက်လို့လဲရတယ်နော်အဲဒီမှာပုံသင်နည်းကကြိုက်တဲ့ပုံသင်နည်းကိုသုံးလို့ရတယ်ဒါနဲ့မတွက်ချင်ဘူးဆိုလို့ရှိရင်လည်း W equal to half GV ပေါ့နော်ဒီနည်းနဲ့သုံးလို့လဲရတယ်ကြိုက်တဲ့ပုံသင်နည်းသုံးလို့ရတယ်အဲဆိုလို့ရှိရင်ဒီမှာကျတော့ W equal to half CV square ဆိုတော့ half ဖြစ်မယ် C ရဲ့တန်ဖိုးကကျတော့ဒီမှာ 0 ရထားတဲ့အဖြစ်နော်ဒီဖြစ်လေးရထားတယ် V ကကျတော့မေဘမှာပေးထားတဲ့ဟာရှိတယ် V ကကျတော့24 volt လို့ပြောထားတယ်အဲ့မှာ24နော်တော့ V square ပြောတဲ့အတွက်ကြောင့်မို့လို့24နဲ့ကျန်နှစ်ခါမြောက်ပေးထားတယ်အဲဆိုလို့ရှိရင် W ရဲ့ energy ကဘာနဲ့ထွင်မှာလဲဆိုတော့ unit ကသူက joule နဲ့ထွင်မယ်နော် energy က joule နဲ့ထွင်မယ်အဲဆိုလို့ရှိရင်ဒီမှာသုံးတဲ့ပုံသင်က3ခုရှိမယ် C equal to get for astronaut A by D ပြီးလို့ရှိရင် Joule equal to CV နဲ့တွေ့မယ်နောက်တစ်ခုကကျတော့ W equal to half CV square ဆိုပြီးတော့ပုံသင်3ခုနဲ့တွေ့ထားတယ်ဟုတ်ပြီနော်